စားတော့ဆိုင်တွေအတွက်မီနူးလေးအသစ်အဆန်းလေးတွေလုပ်ပေးပါအောင်ကိုကြီးဆိုပြီးတော့ကျွန်တော်တောင်းဆိုထားရဲ့ညီလေးညီမလေးတွေအတွက်ငန်နီတူကြောက်ကြော်လေးကိုဒီလိုမျိုးလေးလုပ်ပေးလိုက်ပါရဗျာကျွန်တော်တို့ငါ6ကိုကျွန်တော်တို့ပြုတ်ပေးဖို့လိုအပ်တယ်ငန်နီတူကြောက်မှာရှိတဲ့ဘက်တီးရီးယားလေးနည်းသေသွားပါတော့ပြုတ်လိုက်တော့အဲ့ဒါပြီးပြန်ကြော်မှာစီလေးလည်းရောက်ခွက်လောက်ပဲကျွန်တော်ထည့်ထားမယ်။အဲဒီကြောက်မကြော်ခင်မှာတီယိုစီလေးတွေရေကြော်မယ်။အဲဒီလိုတီယိုစီလေးတဲ့အရောင်လေးနည်းနည်းရလာပြီဆိုရင်ခဏဖယ်ထားမယ်။အဲဒီကြောက်ထည့်မယ်။ဝေပေးမယ်ငါချောက်လေးကလေပြုတ်ပြီးကြော်ခြင်းအပြင် crispy ပိုကောင်းတယ် crunchy ပေါ့နော်ကျွတ်စားရတာပိုကောင်းတယ်ပြီးတင်မယ်ထုတ်မယ်ကဲလိုရတဲ့စီပမာဏလေးထည့်ပြီးတော့ကြားလေးကိုစီတက်မယ်ကြားလေးသမင်းစားစွန်းနဲ့2စွန်းစာလောက်ဒီပူချိန်လေးနဲ့စီတက်မယ်ကြားလေးအယောင်ရလာပြီဆိုရင်တီရိုစီရောငါ6လေးရောထည့်မယ်လုံးပေးမယ်နော်ဒီက6လေးရယ်တီယိုစီလေးရသလိုလုံးသွားမယ်ကဲဒါလေးရပြီဆိုရင်ကျွန်တော်99 hot pot အနှစ်ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့ဗီဒီယိုမှာပြဘူးတယ်99 hot pot အနှစ်လေးကိုထည့်ပြီးတော့လုံးပေးမယ်99 hot pot အနှစ်လေးရပြီဆိုရင်အထုံစီပေါ့နော်အထုံစီကိုကျွန်တော်ကပတ်ပြီးတော့ကြော်ပေးမယ်အဲ့ချိန်မှာစက်သွန်တွေတီးထားတာထည့်မယ်ကဲရပါပြီဗျာကဲနောက်ဆုံးစားကန်ဒီကြမှာကျွန်တော်တို့အရသာမှုတ်လေးနည်းနည်းဖြူမယ်ချုံမှုတ်လေးနည်းနည်းဖြူမယ်ဒါလေးကိုလုံးလိုက်မယ်သူ့ပူရှင်လေးနဲ့ပဲလုံးလိုက်တာပါနော်ကဲဒါတော့ဆိုရပါပြီဗျာကဲပကံထဲကိုကျွန်တော်သေးသက်သက်ထည့်မယ်အလဲတက်တဲ့ကိုပုံပြီးတော့ထည့်ပေးမယ်မာမီရပါဗျာအနဲ့နဲ့နေဆက်ဆောင်ထားပါတယ်ငနီတူကြောက်လေးရယ်โอ้မာမီရဖြစ်ပါဗျာစားကောင်းပါတယ်အဓိကကတော့အမီးသမားတွေအတွက်အရန်လိုက်ဖက်တဲ့ဟင်းဖြစ်ပါတယ်ကျွန်တော်ယုံမှာတချို့ဆိုင်သေးသေးလေးတွေအတွက်အမီးကောင်းလို့ရှင်နေဆိုတော့ဒါမျိုးလေးလိုက်ဆက်ကြည့်ပါ
ကေရွေး99ဟောဘောအနှစ်မရှိမာလာအနှစ်လေးထည့်လိုက်ပါဦးနော်ကျွန်တော်တကြားကိုစီတက်ပြီးထည့်လိုက်တဲ့အတွက်ဒီမှာလုံးစီစီလေးဖြစ်သွားတယ်တကြားရဲ့အချိုဓာတ်ကဒီမှာပါဇက်ထဲမှာပျော်ဝင်နေတယ်အချို balance ရယ်ဟိုဘက်ကအဆက် balance ရယ်အရသာမဟုတ်လေးနည်းနည်းရယ်မှွေးပြောလေရှယ်ပါပဲဗျာမမီရောခဏကျွန်တော်နောက်တဲ့စိတ်ဝင်စားကြဟင်းချက်ဗီဒီယိုနဲ့ပြန်တွေ့ပါအောင်ခင်ဗျာအားလုံးပဲတက်ပါပါဗျာ